ဒီနေ့တော့ရာသီစာမယန်းသီးကိုချင်ကန်ဆက်တောက်စားပါမယ်ဈေးတန်းကနေပြီးတော့မယန်းသီးတစ်ထောင်ပိုးဝယ်လာပါတယ်အဲ့ဒီမယန်းသီးလေးတွေကိုအလဲရနဲ့ထက်ချမ်းခွဲပြီးတော့အစိလူတွေထုတ်ပါမယ်ရေးစင်အောင်စီးပါမယ်ဆေးပြီးသားမယန်းသီးလေးတွေကိုပါလေးလှီးပါမယ်ပြီးရင်တော့ကြက်သွန်လေးနဲ့ကြက်သွန်ဖြူကိုစီချက်တက်ဖို့အတွက်လှီးပါမယ်အိုးထဲမှာစီပူလာပြီဆိုလို့ရှိရင်တော့ကြက်သွန်လေးကိုအရင်ဆုံးထည့်ပြီးတော့စီချက်ချပါမယ်ကြက်သွန်လေးနောလာပြီဆိုလို့ရှိရင်တော့ကြက်သွန်ဖြူကိုထည့်ပြီးတော့စီချက်တက်ပါမယ်ဒါပြီးရင်တော့ငပိအနှင်းငယ်ကိုစုံးမကပ်ပြီးတော့မီးဖို့ပေါ်မှာမီးကင်လိုက်ပါမယ်ငပိမီးကင်လို့ပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်ကြက်သွန်လေး3လုံးလောက်ကိုပါလေးလှီးပါမယ်ဒါကတော့မယန်းသီးတုပ်ထဲမှာထည့်တုပ်ဖို့ပါပကံတစ်လုံးထဲမှာလှီးထားတဲ့မယန်းသီးကြက်သွန်လေးပဲမုံငရုတ်သီးစိမ်းလေးတွေကြိုက်လို့ငရုတ်သီးစိမ်းလေးတွေနည်းနည်းလောက်ညှက်ပြီးတော့ထည့်ပါမယ်ပြီးရင်တော့ငရုတ်သီးမှုန့်ရယ်အချိုမုန့်အနှင်းငယ်ရယ်မီးဖုတ်ထားတဲ့ငပိရယ်ပဇွန်ချောင်းမှုန့်ရယ်နောက်ဆုံးမှာတော့စီချက်ထည့်ပြီးတော့တမအောင်နေပါမယ်မယန်းသီးရောကြက်သွန်ထဲရောအရသာတွေဝင်အောင်နေပြီးသွားပြီဆိုလို့ရှိရင်တော့ရာသီစာမယန်းသီးချင်ကန်ဆက်တုပ်ကိုရပါပြီအဆက်ကြရင်တော့ငရုတ်သီးမှုန့်ပို့ပြီးတော့ထည့်ပါဒါကတော့အချင်ကြိုက်သူတွေအတွက်ဖရင်ယိုသွားစေမဲ့ရာသီစာမယန်းသီးတုပ်ချင်ကန်ဆက်ပဲဖြစ်ပါတယ်အရသာကတော့ရှယ်ကောင်းထိမိနေတာပါပဲရှင်